တိတ်ကိုယူရှင်နေမိခွန်လေးပါသူ့ပေမဲ့အသက်တမျှအရေးကြီးတဲ့အချက်လက်လေးပါတယ်ဆိုတော့ချစ်ခင်စွာနဲ့မျှဝေလိုက်ပါစီအဲဒီတော့မိခွန်းလေးနဲ့ပဲစပြုလိုက်ချင်ပါတယ်အခုလိုစောင်းသွင်းကာလမှာရေတောက်နေခင်ကျွန်တော်ကျမကြီးနဲ့ပတ်သက်တဲ့ဘလို့အချက်လက်တွေမှာအပြောင်းလဲဖြစ်နိုင်လဲဆိုတော့နည်းနည်းလေးလှည့်လာကြည့်အောင်ပါနော်ကျွန်တော်တို့ရဲ့လူခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံရကျွန်တော်တို့ရဲ့ခန္ဓာကိုယ်မှာရှိတဲ့အင်္ဂါအစိတ်ပိုင်းတွေမှာမတူညီတဲ့ရေလိုအပ်ချက်တွေရှိပါတယ်ဥမာမျက်လုံးနှလုံးအဆုပ်သဲကြီးအုံနောက်ခန္ဓာကိုယ်မှာစီးဆင်းနေတဲ့တွေးတွေပြီးတော့အယိုးကြွက်သားဒီအစိတ်ပိုင်းလေးတွေဟာရေကိုမတူညီတဲ့ပုံစံနဲ့လိုပါတယ်ပုံမှန်အားဖြင့်ကျွန်တော်တို့ကပူတဲ့ရာသီဥတုမှာဆိုရင်ရေကိုအနည်းငယ်ပူပြီးတောက်လေးရှိပေမဲ့အခုလိုမျိုးအေးတဲ့ဆောင်းရာသီမှာဆိုရင်ရေတောက်နည်းသွားတတ်ကြတယ်ပုံမှန်ဖြစ်ကျွန်တော်ဒါတဘာဝပါပဲသို့ပေမဲ့ဒီတဘာဝရဲ့ရေတောက်နည်းတဲ့တဘာဝရဲ့နောက်ဆက်တွဲမှာဘာတွေရှိလဲဆိုတော့လည်းကြည့်အောင်ပါအဲ့တော့ကျွန်တော်တို့ရေတောက်နေခြင်းရဲ့နောက်ဆက်တွဲလေးတွေကဘာတွေရှိတယ်လဲဆိုတော့ကျွန်တော်တစ်ချက်ရေတောက်နေတဲ့အတွက်ကြောင့်ကျွန်တော်ရေဓာတ်တွေကခန်းချောက်သွားတယ်ရေဓာတ်ခန်းချောက်ခြင်းနောက်ွယ်မှာကျွန်တော်တို့ခေါင်းကိုက်တာတွေရှိမယ်ပုံမှန်အားဖြင့်ပုံမှန်ထက်ပိုပြီးပင်ပန်းလွယ်မယ်ပြီးကျွန်တော်တို့ကြွက်သားတွေအားနေတဲ့အတွက်ကြောင့်မလို့ကြွက်တတ်တယ်ပြီးဝမ်းချုပ်တာတွေဖြစ်တတ်တယ်ပြီးအသားရည်တွေခန်းချောက်တယ်ပေါ့နော်ကျွန်တော်တို့နှကန်းတွေခြောက်တာမျိုးတို့အသားရည်ကခြောက်ကက်ကက်ကြီးဖြစ်နေတာမျိုးပြီးတော့အေးလုံပြီးတော့မှကျွန်တော်လေဖြတ်ဖို့လည်းရခိုင်တော့များနိုင်တယ်ပေါ့လေနော်ကျွန်တော်ရေတက်နေတဲ့အတွက်ကြောင့်လို့ကျွန်တော်တို့ခန္ဓာကိုယ်မှာ immune system လို့ခေါ်တဲ့ကိုယ်ခံအားစနစ်တွေလည်းကျဆင်းလာမယ်တခုပြောသွားတဲ့ဟာတွေကနောက်ဆက်တွဲဆိုးကျိုးတွေအများကြီးထဲမှာတစ်စိတ်တစ်ပိုင်းပဲဖြစ်ပါတယ်အဲဒီတော့ကျွန်တော်တို့အခုလိုဆောင်းနှင်းကာလမှာကျွန်တော်အမျိုးသားတွေအတွက်ဆိုရင်တော့ပိုပြီးကျန်းမာတန်ဆွမ်းဖို့နဲ့အမျိုးသမီးတွေအတွက်ဆိုရင်တော့အသားရည်တွေလှပဆုပ်ပြေးပြီးအလှကျွယ်ဖို့အတွက်ရွေးပါတယ်ဒီအတွက်ကျွန်တော်ရိုးရှင်းတဲ့အကြံဉာဏ်လေးတစ်ခုပေးခြင်းပါတယ်ဘာဖြစ်မလဲဆိုတော့ကျွန်တော်တို့အရန်ရိုးရှင်းပြီးတော့မှလိုက်လုပ်ဖို့လွယ်ကူတဲ့ကျမ်းမာရေးနဲ့ပတ်သက်တဲ့အလေးထားလေးစွစုပေါင်းတစ်ခုကိုချစ်ခင်စွာနဲ့မျှဝေပေးလိုက်ချင်ပါတယ်အဲ့ဒီစွစုပေါင်းတစ်ချက်ကဘာဖြစ်မလဲဆိုတော့ရေတောက်ပါလို့ပဲကြံပေးပါစေသူတို့စောင်းသွင်းအေးတဲ့ရာသီဥတုကာလမှာရေတောက်နေလို့မရပါဘူးဆိုတဲ့အချက်လေးကိုကျွန်တော်တို့ခေါင်းထဲမှာသတိချက်ထားရဆိုရင်ကျမ်းမာရေးနဲ့ပတ်သက်တဲ့အကျိုးကျေးဇူးအများကြီးရှိမယ်လို့ကျွန်တော်ယုံကြည်မျှော်လင့်ပါတယ်တစ်ဆက်တည်းမှာကျွန်တော်လေးစားချစ်ခင်ရတဲ့အမျိုးတွေနဲ့ပရိသတ်တွေအားလုံးကလည်းရေတောက်နေရင်ဖြစ်တဲ့ကျမကြီးစိုးကျိုးတွေဘာတွေရှိသေးလဲဆိုတာကိုများပြည်သူသိအောင်ကျွန်တော် comment မှတ်ချက်မှာကိုသိတဲ့လောက်ထပ်မံဖြစ်ဆက်ပေးနေကျွန်တော်တို့ရဲ့ချစ်စရာကောင်းတဲ့လူမှုပတ်ဝန်းကျင်ကိုကျမကြီးအလှတွေနဲ့ဆင်ရင်ကြရအောင်လို့ဖြစ်ဆက်ပြီးလဲတိုက်တွန်းလိုက်ချင်ပါတယ်ကျွန်တော်ချစ်ရတဲ့မျိုးတွေအားလုံးပဲဆောင်းတွင်းကာလမှာရေတက်ပြေဝပြီးကျမ်းမာကြပါစေလို့ဆန္ဒပြုပါတယ်အားလုံးပဲကောင်းသောနေ့ပါ